乱表讲没，水讲没，都成个乌红顶讲没。连个不就都在在心里面说，把表面都听。သူတို့ဖြစ်စေချင်တာဒီပုံစံမဟုတ်ဘူးလို့တော့ကျွန်တော်တို့ထင်တာပဲအဓိကသူတို့ဖြစ်စေချင်တာသူတို့ပြောတဲ့အတိုင်းသူတို့ပြောတဲ့အတိုင်းကိုလိုက်သူတို့ပြောတဲ့အတိုင်းကိုသူတို့ဒီပြည်သူတွေကိုလိုက်လံကျင့်သုံးစေချင်တာကျွန်တော်တို့ကကျွန်တော်မြင်ပြောတာပါတယောက်တည်းအမြင်မှာကျွန်တော်ရဲ့ individual အမြင်မှာတူတဲ့သဘောသားပါလူတယောက်ကိုလေးစားတဲ့တန်ဖိုးထားရဆိုအဲ့လူတယောက်ပြောခဲ့တဲ့စကားတွေနဲ့အညီကြင့်ကြံနေထိုင်တာကိုနေရတယ်ဘိုးချုပ်ကစီလုံးဖို့လုပ်ခဲ့တယ်ဘိုးချုပ်စီလုံးအောင်လုပ်ခဲ့တယ်လို့ကွဲအောင်လုပ်မဲ့ကောင်တွေကလည်းငုတ်တော်ထိုင်ဆောင်နေပြီသားဒါပေမဲ့ဘိုးချုပ်ကိုလေးစားရဆိုဘိုးချုပ်ကစီလုံးစေခြင်းကိုကိုတိုင်းကစီလုံးကိုစူးစမ်းနိုင်ရမှာကိုကိုတိုင်းဟိုကကွဲအောင်စောင့်ပြီးထိုးနေတဲ့ကောင်တွေနောက်ကိုပါသွားစရာအကြောင်းကိုမရှိဘူးဒေါန်ဆန်းစုကြည်ကိုလေးစားတယ်ဒေါန်ဆန်းစုကြည်ပြောခဲ့တဲ့စကားတွေတိုင်းကြက်ကြံနေထိုင်နေအောင်နေရမှာသူဖြစ်စေခြင်းတဲ့အတိုင်းသူမြင်ခြင်းနဲ့ပြည်သူတွေဖြစ်အောင်သူမြင်ခြင်းနဲ့သူလိုချင်တဲ့ပြည်သူတွေဖြစ်အောင်ကိုကိုတိုင်းကနေထိုင်ပြရမှာအမေခေါ်ပြီးတော့ဒုက္ခပေးခဲ့တဲ့လူတွေအများကြီးပဲနော်ပြန်စဉ်းစားကြည့်ပါဇက်ကတော့အမေပဲဒုက္ခပေးခဲ့တဲ့လူတွေအများကြီးရှက်တက်တယ်ဆိုရင်ပါရှက်တက်ကြတယ်ဆိုရင်ပါရှက်တက်ကြတယ်ဆိုရင်ပါခုချိန်မှာလုံးတင်တာတခုပဲရှိတယ်ကိုနိုင်နဲ့ဝန်နဲ့တော်လန်ရုပ်အဖြစ်ပဲဒါပဲတော်လိုင်းမှာငါဘယ်နာနေပါနိုင်တာလဲပါနိုင်တဲ့နေရာနေပါပဲဒါပဲစကလုံးကြီးကြီးတွေရှောက်ပြောတာတွေရက်တင်ပြီစကလုံးတွေအကြီးကြီးတွေပဲပြောလိုက်ရင်တော့တော်တော်အလုံးကြီးတယ်ဒါပေမဲ့တကြံအမြောက်တွေပဲတော်လိုင်းရဲ့တတိမမှန်တာတော့မဟုတ်တော်လိုင်းရဲ့တတိမမှန်တော်လိုင်းရဲ့တတိမမှန်တာတော့မဟုတ်ဘူးဗျတော်လိုင်းရဲ့တတိမှန်တယ်တော်လိုင်းရဲ့လည်းတတိမှန်တယ်နိုင်ငံရဲ့လည်းတတိမှန်တယ်မမှန်တာလူတွေပဲတတိမမှန်တာလူတွေမမှန်တာတော်လိုင်းရဲ့တတိမမှန်စရာအကြောင်းမရှိဘူးလေတော်လိုင်းရဲ့လည်းတတိမှန်တယ်အတိကလူတွေတတိမမှန်တာရိုးသားဆုံးပြောရင်လူတွေလုံနေတာအတိကလူတွေလုံနေတာစင်တဘောတော့နားထောင်ပြနည်းနည်းစိတ်ပါလိုက်စိတ်ပါရင်ပြောမိမှာဆိုလို့ကျင်နာတဲ့စကားမင်းတို့ပြမှာခိုးနာပြီးအချစ်ရဲ့ကျင်နာတဲ့ဟောမင်းရင်တွေကပေါ်ထွက်ပြီးအချစ်ရဲ့အပွင့်ဟာမပြောရသေးတယ်တို့ရဲ့ချစ်များကိုတနေ့နေ့မှပွင့်ပြောမယ်ဒီလိုအချိန်လေးမယ်ချင်တော့ချစ်စကားလေးများကိုသိစေကထား
ကိုနာလေဒါကြောင့်လေတို့နှစ်ယောက်စလုံးဟာမျိုးသိက္ခာထားခဲ့တယ်အော်တင်အားမပြရသေးတယ်မင်းရဲ့ချစ်များကိုတနေ့နေ့မှတို့နာလေဒီလိုအချိန်လေးမဲ့ကျင်နာခြင်းတရားလေးများကိုသိစေအားထားပါလားကွယ်ကိုရိုနူမြောင်းဝဲအေးမှာအနမ်းတွေရှိတယ်ကိုရိုနူအသိအိမ်ထဲမှာစကားတွေရှိတယ်ဟိုတတိချာတို့ပြောရတယ်တနေ့မှမမရဘူးကွယ်အပေါင်းတဲ့ရခါတဲ့မှာပြောမယ်စိတ်ကူရင်ခြေနာချီစကားလေးများကိုသိစေကထားပါလားကွယ်လူငယ်တွေကကျူပင်လို့လေလာရရိမ့်နေကြတာကျူပင်လို့လေလာရရိမ့်တာလေလာရိမ့်တာတော့ကျူပင်နဲ့မဟုတ်ပါဘူးအမလားညမလားမသိဝရင်ဆိုတဲ့ဝယုံပင်လဲရိမ့်တာပါပဲဒါပေမဲ့သိနေရမှာတခုတော့ရှိတယ်$21ရဲ့အဓိကတရုပ်ဆောင်တွေကလူငယ်တွေနော်$21ရဲ့အဓိကတရုပ်ဆောင်တွေကလူငယ်တွေဒေါ်လာရေးတိုင်းမြန်မာပြည်မှာဖြစ်ခဲ့တဲ့ဒေါ်လာရေးတိုင်းဒီဒေါ်လာရေးကဒီလောက်ထိဘာကြောင့်ဒီလောက်ထိစလို့အင်အားမျိုးတောင်မှတကယ့်ကိုကြစ်လက်တဲ့အဖွဲ့အစည်းမျိုးတောင်မှတကယ့်ကိုတုံလှုပ်နဲ့ကြောက်ရွံ့နေရတဲ့အဆင့်ထိဖြစ်ခဲ့ရတာဒီလူငယ်တွေကြောင့်โอเคပါကျွန်တော်တို့နားလဲပါတယ်ဒါပြောပြတာပါဒီမှာဟိုမဖြစ်ပါဘူးအမလာညမလားပြောတာကျွန်တော်နားလဲပါတယ်အဲ့တော့အားလုံးကတော့ကျွန်တော်တို့အငင်းခုံလုံးနေမဟုတ်ပါဘူးပြောပြတာပါတိနေရမှာတကယ်ဒီဒေါ်လာရေးဒီလောက်ထိဆက်နိုင်တာလူငယ်တွေကြည်စုလူငယ်တွေအသက်တွေလူငယ်တွေရဲ့ချွေးတွေသွေးတွေရဲရမှုတွေတတိရှိမှုတွေပေးဆက်ရမှုတွေမင်္ဂလာပါဗျာမင်္ဂလာပါအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီ human right နဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်တယ်ဒီနေ့ကတော့ကျွန်တော်အစိပ်ပိုင်းကိုရှင်းပြခြင်းဖြစ်တယ်အဲ့တော့
ကျွန်တော်မေးချင်တဲ့သူများရှိရင်လည်းမေးချင်တဲ့လူတွေရှိတယ်ဆိုရင်လည်းကြိုက်တဲ့အချိန်လေးမေးလို့ရပါတယ်နောက်နေ့ဒီမှာလည်းပဲကျွန်တော်တီးတဲ့နဲ့ထင်တဲ့တချို့အကြောင်းအရာ issue လေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ share လုပ်ပါမယ်မင်္ဂလာပါအကုန်လုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်တချင်နားထောင်ကြည့်သေးလားပါဆိုပြရမလဲတီဂျီမှာစာအုပ်တွေတောင်းတော့ပဲဆိုโอเคပါမစာအုပ်လဲစာအုပ်ပြမယ်တောင်းထိုင်ပြမယ်မင်းငယ်နေတိုင်းဆိုရတယ်ကောင်းပါလေဒီချင်းလေးကခွန်အားဖြစ်စေတယ်ကောင်းပါဆိုပြမယ်မင်္ဂလာပါဗျာအကောလုံးအချင်းလေးတို့ဆိုပါမယ်နော်โอเคချိန်မအောင်ပြေလွတ်မြောက်မယ်မဟုတ်လားအန္တရာလာမချောမွေတော့တာဝန်ကိုစီအားတင်ရှေ့ဆက်လန်းရှောမပြေတဲ့မိငယ်ရဲ့ပါကြုံပြတ်သွားရှိကကာယံခွေ၍တားဆီးနေပါစေရန်မြေကတော့မှဆွမ်းအားတတိတမန်တော်အားတိတရားမင်းမမေ့နဲ့အိုရှောမပေးတဲ့မိငယ်ရဲ့မကြော်ပြတ်သွားဝင်းညောင်ကူပြပြီးမှရောင်နေတာတဲ့နေ့သေးကိုရောက်မယ်ယုံကြည်ခြင်းနဲ့ကြိုးစားထားပါတစ်ချိန်မှအောင်မြင်လွတ်မြောက်နိုင်မယ်လေစိတ်ဓာတ်မကြပါနဲ့ခွန်အားတွေလည်းမကြပါနဲ့ဘယ်ရမှမဆိုယုံကြည်ချက်မဲ့တော်လို့မရဘူး
လန်းပြန်မြင်ရောက်သေးတဲ့ຫນွေလေးယူတိုက်ခတ်မြူနေစေမှာသူအကြောင်းကိုတွေးတော့ရင်လွယ်ရတဲ့နေ့တည်းပါလေတို့စေတဲ့ချိန်တွေခါသူရဲ့တို့နူရောက်ခဲ့အတူတူရှောက်ဖူးတဲ့လမ်းကလေးရဲ့ဘေးတစ်ဖက်မှာဘန်ကလေးတွေအရှင်နိုင်ပူပွေးလျက်ပဲမို့တို့ရဲ့ရင်ခွင်နဲ့လွှမ်းရတဲ့စိတ်ချမြေရောက်ကနေစေလွှမ်းရသူချစ်ပုံရိပ်များလွှမ်းခီးများဆုံးနေရှောင်းပြောရရင်တော့စကားတွေအကုန်မှာမဟုတ်ဘူးဒီကကျွန်တော်တို့ဒီလိုပြောတယ်ဆိုတာကျွန်တော်ပြောပြီးသားပါကျွန်တော်တို့ဆရာကြီးလုပ်နေခြင်းမဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်တို့ချိန်ချိုးချစ်တယ်နဲ့ဘယ်ຢာတွေဘယ်နေရာတွေမှာကျွန်တော်တို့မှားနေတာလဲဘယ်ပုံစံတွေမှားနေတာလဲဆိုတော့မျိုးမြင်စေခြင်းလို့ကိုသိထားတဲ့အသည့်တွေကိုပြန်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်တယ်ဒီကဒီနေရာမှာကျွန်တော်တို့ပြောတဲ့စကားတွေကိုကျွန်တော်တို့ပုံမှာပြန်နားလည်ပြရမှာကျွန်တော်နားလည်မှုတစ်ခုပဲလိုချင်တယ်အဲ့ဒါဘာလဲဆိုတော့ဆရာကြီးလာလုပ်နေခြင်းမဟုတ်ဘူးဆိုတော့တစ်ခုပဲကျွန်တော်တို့ဆရာလာလုပ်ခြင်းမဟုတ်ပါဘူးကျွန်တော်တို့တွေတချို့မသိတဲ့အရာတွေကိုကျွန်တော်တို့သိအောင်လာပြောပြပြနေတာဖြစ်တယ်စဉ်းစားပေါ့စဉ်းစားကြည့်ကြပေါ့ဘဝမှာတာသမီရှိတဲ့မိဘတွေလည်းပါတယ်ဆိုရင်တာသမီရှိတဲ့မိဘတွေအတွက်လည်းဒီဒေါ်လာရင်းနဲ့ကန့်ညီမတင်တဲ့တခြင်းလေးတစ်ပုဒ်လူဘဝတွေရုံးကန်ရင်ဆိုင်ဖို့ခရီးထွက်မဲ့လောကအိုလူသာတင်ငါကြောခိုင်ထွက်လာစေဒီတရားနဲ့မတရားနေလေတော့ဇနီးမယားရဲ့ရင်ခွင်ဆူနေမလားအာတင်လောကကြီးချမ်းစကားလမ်းစေဒီချင်းကြရင်မနေနိုင်ဘူးလားအဲ့ဒီချင်းချရဲ့အိမ်နေနေတော့မရဘူးလားဒီတရားနဲ့မတရားနေလေတော့ဇနီးမယားရဲ့ရင်ခွင်ဆူနေမလားအာတင်လောကကြီးချမ်းစကားလမ်းစေ
မှန်ထားတဲ့လမ်းစာမဆုံးခင်မှာရီလေးလေးရီလေးရိုသေးတဲ့ချလေးဆိုသမီးလေးငိုလန်းကြနေတယ်လေရီလေးလေးရီလေးရိုသေးတဲ့ချလေးဆိုသမီးလေးချောလန်းကြနေတယ်လေသမီးလေးရဲ့ကြုံဝါငိုတဲ့ငိုဂျာမီတော့ရင်ွယ်ပူလောင်ကျွမ်းလမ်းထားတဲ့လမ်းတစ်ပေထွက်ခါနာစေရှေးစပယ်လမ်းဖြစ်ပြန်ခြင်းမီဘူရရရဲ့ကြိုးမဲ့ချီတိုင်းကိုဖန်ဆုပ်တဲ့လောကအိုလူသာဝိုင်းရတဲ့လွာရဲ့ကတဲ့ပြောလို့ဆုံးဖြတ်ကလဲလို့ပြန်ပြီလားဒီလေးလေးလေးရိုသေးတဲ့ချစ်လေးဆိုသမီးလေးငိုလန်းကြနေတယ်လေရီလေးလေးရီလေးရိုသေးတဲ့ချစ်လေးဆိုဘာလို့ဟယ်လိုမင်္ဂလာပါဘာလို့တောက်နေရလဲ ဦးလေးတစ်စုံတော့ မာကြီးတော့ ဘယ်ချက်ပေါင်းရေးနေ့တိုင်းတစ်စုံတော့တယ် ချက်ပေါင်းရင်တော့မကူနေရတယ်ကွာ ချက်ပေါင်းရေးလေးပူတဲ့ဒီတော့အဲ့ရေးပြက်တာခံရဆရာကျွန်တော်အိတ်စီမတော့တာ2ရက်ရှိပြီ ကောင်းတယ်အေးစမတောင်းနဲ့ 2ရက်ရှိပြီဒါပေမဲ့ကျွန်တော်3နာရီခွဲ4နာရီအိတ်ပြော့သွားတယ်အိတ်စီတော့တော့4နာရီကျော်သေးတယ်အိတ်စီမတော့ပဲနဲ့အိတ်တာ3နာရီခွဲ4နာရီလောက်အိတ်တယ်နညာရှိမတော့ပဲနဲ့အိတ်ချသွားတယ် အဲ့တချင်အရမ်းမိုက်တယ်မို့တော့ ခတ်တာကဆရာအစောကြီးနိုးတာအိတ်စီမတော့ပဲနဲ့အိတ်တာသူ့ချက်တော်နဲ့နိုးဘူးတော့အဲ့ရနိုးတဲ့ချိန်10နာရီခွဲလောက်တော့ဆရာ live တွေ့တွေ့တယ် live တွေ့တာတွေ့တယ်10နာရီခွဲလောက်ဆရာ live တွေ့တာတော်တော်ကြာပြီနော်2နာရီကျော်ပြီ ဘယ်နှစ်နိုင် 2နာရီကျော်ပြီပေါ့ ဘယ်အောင်မကျွန်တော်17နိုင်ရမှလဲ ဘာလဲ10နာရီခွဲလောက်ကျွန်တော်မျက်လုံးကွဲတော့ကြည့်တော့ဆရာ live ပေါ်မှာတွေ့တယ် လေတရားကိုခြိုင်လိုက်ပင်ပြတ်လို့နေခုစွန်မဲ့လက်တို့စီနေချင်းနေသူစိုးထိန်နေချစ်သမျှရဲ့နိုင်ရှိကစားစီမရနိုင်ဘူးချစ်တော်သူတယောက်တည်နေအောင်တောင်ဘဝကိုလေနေနိုင်စွမ်းမရှိပါအခုဘဝတော့စိတ်ချနိုင်တယ်လေတမောမတရားအတွက်သာတရားအတွက်သာဘဝတသက်စာသစ္စာဆိုတိုက်တဲထားတယ်လေချစ်တော်သူတယောက်တည်နေအောင်
သူတယောက်တီလေအိုးအဲ AI နဲ့အများကြီးတာတယ်ဗျာတဲ့ ဒီကျွန်တော်တို့ပြေးနေနားထောင်တာများတော့ရေးလာဒီနောက်ပိုင်းကိုယ့်ကိုတချင်းထောင်းကိုစဉ်းစားတယ် အားချကောင်းတယ်ကိုစိုးကကိုပိုင်ချင်းနေမှာချပလိုက်စမ်းဘာဖြစ်လဲအဖေတယ်ချ ကျွန်တော်စိုးဖို့မဟုတ်ဘူးကျွန်တော် AI နဲ့ထောက်ဖို့မဟုတ်ဘူးဆောက်ကျွန်တော်နည်းနည်းလေးမေးချင်တယ်ကျွန်တော်လည်းအကူတို့နည်းနည်းလေးများတယ်ကျွန်တော်အိမ်ကထွက်လာလို့ရှိရင်ကျွန်တော် ဟုတ်ကဲ့ပါအလုပ်ဝင်ပါဟုတ်ကဲ့ဆောက်ကျွန်တော်ပြောပြပါလေကျွန်တော်အိမ်ကထွက်လာရင်ကျွန်တော် Facebook မကြည့်ဘူး YouTube ကျွန်တော်မကြည့်ဘူး TikTok တကူပဲကျွန်တော်ကြည့်တယ်ကျွန်တော်ဆိုင်ရရင်ကျွန်တော်ပြန်သွားရင်အိမ်ရောက်လို့ရှိရင်ကျွန်တော် TikTok မကြည့်တော့ဘူးကျွန်တော် YouTube ကြည့်တယ်သတင်းလေးတွေပါလေးနေပါနားထောင်ပြီးကျွန်တော် Facebook တစ်ချက်ပို့တယ်ပြီးကျွန်တော်အဲ့တယ်အဲ့ထဲမှာအကုသို့များနေတာပါကျွန်တော်နိုင်ငံမှာတကယ်ပဲအကုန်လုံးကယူကုန်တာလားပါတယ်အဲ့ဒီလွတ်တော်ထဲမှာထိုင်နေတဲ့လွတ်တော်အမတ်တွေကကျွန်တော်တို့ပြည်တွင်းထဲမှာဖြစ်နေတဲ့ပြဿနာအကြောင်းတွေကိုမပြောဘဲနဲ့စောက်တင်းနေထိုင်ပြောအတင်းနေထိုင်ပြောနေကြတယ်ပါတယ်အားချလွတ်တော်ထဲမှာပါတယ်ပြည်တွင်းထဲမှာဖြစ်နေတဲ့ပြဿနာကိုအကြောင်းအရာကိုမရှာဘဲနဲ့လွတ်တော်ထဲမှာထိုင်တဲ့လွတ်တော်အမတ်တွေကအတင်းထိုင်ပြောလို့အုံနောက်ပဲမရှိရလားဘယ်လိုလူအဓိကကအဲ့ဒါဘယ်သူနဲ့ဆိုင်လဲဆရာသိလားပြောပြည်သူလူထုနဲ့ဆိုင်တာလွတ်တော်တွေကိုပို့ပေးလိုက်တယ်ပြည်သူလူထုနဲ့ဆိုင်တာထောက်ခံအားပေးတဲ့လူတွေနဲ့ဆိုင်တာအဲ့ပြည်တွင်းထဲမှာရှိနေတဲ့တချို့မဟုတ်ပါဘူးအခုထောက်ခံအားပေးတဲ့95%ရာခိုင်နှုန်းပေါ့90%ရာခိုင်နှုန်းလောက်ကအုံတော့မရှိတော့လားဒီလွတ်တော်အမတ်တွေကိုဒီထဲကိုငါတို့ပို့ပေးလိုက်ရင်ငါတို့နိုင်ငံကြီးကဂျုံထုံးမခုံဖြစ်မယ်ပေါက်လို့ပဲစားတွေဖြစ်မယ်မစင်းစားတတ်တာဒီကကျွန်တော်ပြောခဲ့တယ်လေကိုသူကကျွန်တော်ပြောတဲ့စကားတခုရှိပါတယ်တန်တဲ့အစိုးရနဲ့တန်တဲ့ပြည်သူပေါ့အဓိကရွေးချယ်လိုက်တဲ့ပြည်သူကလည်းသူတို့ရဲ့နိုင်ငံရေးရည်ချိန်ပေါ်မူတည်တာပေါ့အဲ့တော့သူတို့သိတာကသူတို့သိတာကဒီအစွဲတွေနဲ့ရွေးချယ်လိုက်တော့အရေးချင်းကိုကြည်တာမှမဟုတ်တော့အဲ့တော့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့အတွက်ကလွတ်တော်တဲ့ဝန်ထိုင်မှုအတွက်ကတကယ်ကိုဒီ participant citizen ဆိုတာဖြစ်ကိုဖြစ်ရတယ်participant citizen ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုအင်္ဂလိပ်လိုပြောမယ်ဆိုပြည့်စုံတဲ့နိုင်ငံသားတယောက်ဖြစ်ရတယ်ဥပမာဆိုရင်ပြည့်စုံတယ်ဆိုဘယ်လိုအရာမျိုးပြည့်စုံတာလဲဆိုတော့နိုင်ငံရေးနဲ့ပတ်သက်လာတဲ့ဥပဒေနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာဒီနိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာအဓိကပြောသူတို့မှာရှိနေတဲ့ပညာရပ်ဒီလွတ်တော်နဲ့ပတ်သက်တဲ့ပညာရပ်တွေပတ်နေလွတ်တော်ဆိုတော့ကကျွန်တော်တို့ဥပဒေပြုတဲ့နေရာလေဥပဒေပြုတဲ့နေရာကိုတွားထိုင်ပြီးတော့ဥပဒေကိုငကန်းလုံးမှမသိဘဲနဲ့တွားထိုင်နေဘာလို့စားမှာဘာလို့စောစောတော့အတင်းမပြောလို့ရမှာပေါ့အဲ့တော့လွတ်တော်ဆိုတာမျိုးကလွတ်တော်ဆိုတာကအဓိကလောက်ရတဲ့အလုပ်ကဥပဒေပြုရတာကွန်ဂရက်တဲ့ကိုတွားတဲ့လူတွေအကုန်လုံးကဒီလွတ်တော်ပါလီမန်တွေကိုရောက်တဲ့လူတွေအကုန်လုံးကသူတို့ဥပဒေကောင်းကောင်းနားလည်ရတယ်ဘာလို့ကြောက်လဲဆိုတော့ဒီမှာနိုင်ငံအတွက်လိုအပ်နေတဲ့ဥပဒေတွေရှိတယ်ပိုရှန်နေတဲ့ဥပဒေတွေရှိတယ်တချို့ဥပဒေတွေကိုဖြုတ်တင်တာဖြုတ်ရမယ်တချို့ဥပဒေတွေကိုပြန်ပြီးတော့ amendment တွေလုပ်တင်တာတွေလုပ်ရမယ်ဗျာအဲ့တော့ပြင်ဆင်တင်တာတွေပြင်ဆင်ရမယ်ဒါမျိုးတွေလုပ်ရမယ်ဒါပေမဲ့သူတို့ဥပဒေကြောင်းကိုငကန်းသလုံးမှမသိတာဘူးတချို့တွေဥပဒေဆိုတော့မေးကြည့်ပါမန်းအောင်သိတာမဟုတ်ဘူးအဲ့တော့ဒီလိုလူမျိုးတွေကိုလွတ်တော်တဲ့ထည့်ထားတော့ကြာစိုးစောလို့အတင်းပြောနေတာဒါဆန်းတော့မဆန်းဘူးလို့ထင်ပါတယ်အဲ့တော့အဓိကတော့တန်တဲ့အစိုးရနဲ့တန်တဲ့ပြည်သူရတာပါပဲအဓိကလွတ်တော်
ကိုယ်စရတဲ့ကိုရွေးရင်ကျွန်တော်တို့တွေအများကြီးသတိထားရတယ်သူဒီကိုရွေးချက်လိုက်တဲ့လူတယောက်ဒီသူနဲ့ထိုက်တန်တဲ့အရေးချင်းရှိမရှိလွတ်တော်နဲ့ထိုက်တန်တဲ့အရေးချင်းရှိမရှိဆိုတော့ကိုဒီမဲပေးတဲ့ပြည်သူတွေပေါ်မှာလည်းအများကြီးမူတည်တာပေါ့အဲ့တော့မဲတော့ပေးလိုက်ကြတယ်ဘာလို့ပေးလိုက်တာလဲဆိုတော့ကျတော့စောစောရလို့ပေါ့ဘာမှမသိညာမှမသိနဲ့မဲပေးလိုက်ရင်ငါတို့တာဝန်ကျေပြီဆိုတဲ့ပုံစံမျိုးနဲ့ပေးလိုက်ကြတယ်များတော့အဓိကဘာမှမရှိတဲ့လူတွေကိုလွတ်တော်နဲ့ထည့်လိုက်တော့ကျတော့ဘာရမလို့ဘာမှမရဘူးပေါ့စောစောတို့ကအတင်းထိုင်ပြောမှလွယ်ဘာရမှာအဲ့တော့အတလို့ပြည်သူဗန္နာတွေဆုံးရှုံးတာပေါ့ပြည်သူတွေဘာမှမအကျိုးမရှိတာဟဲ့အဲ့ပြည်သူတွေကလည်းအကျိုးရှိမရှိဆိုတော့လည်းသူတို့ကိုယ်တိုင်လည်းမတုံ့တက်တတ်ပါဘူးမတုံ့တက်နိုင်ဘူးပေါ့နော်ဒီကအထက်မှာကြံခဲ့တဲ့ပြည်သူတွေအများကြီးလိုအပ်ချက်တွေရှိတာပေါ့ရှိလို့လည်းဒီလိုဖြစ်တာပေါ့ဗျာရှိလို့လည်းမင်းအောင်လိုင်းဒီလောက်ထိရက်တည်နိုင်တယ်အတိကကျွန်တော်တစ်ချက်မင်းအောင်မေးကြည့်ချင်တယ်သူတို့တွေဘာဖြစ်လို့မင်းအောင်လိုင်းကိုထောက်ခံတာလဲကျွန်တော်သိချင်တယ်အတိကဘလို့စိတ်ကူးမျိုးနဲ့ထောက်ခံတာလဲမင်းအောင်လိုင်းကိုဘလို့ပုံစံမျိုးနဲ့သူတို့တွေလက်သင့်ခံထားတာလဲအရင်စိတ်ဝင်စားတယ်ကျွန်တော်ကိုကျိုးမင်္ဂလာနော်မင်္ဂလာပါကိုကျိုးလွတ်တော်ရဲ့ရောက်တဲ့လူတွေကျွန်တော်ပြောသလိုပဲလွတ်တော်ရဲ့ရောက်တဲ့လူတွေလွတ်တော်နဲ့တန်တဲ့အရေးချင်းမရှိဘူးဆိုရင်တော်ပြီပေါ့မလုပ်လို့ရတော့အဲ့တော့အုတ်ချုပ်ရေးပိုင်းကသမရလုပ်တဲ့ကောင်လည်းလုပ်ချင်အောင်လုပ်ပေါ့အဲ့မင်းကလည်းလုပ်ချင်တာလုပ်နေတာလဲလုပ်ခွင့်ရနေတာလဲစမ်းတော့မစမ်းပါဘူးအဲ့မင်းအောင်လည်းထင်းချုပ်ဖို့ကလည်းဘယ်သူမှမရှိပဲနဲ့အဲ့မင်းအောင်လည်းလွတ်ချင်တယ်လွတ်နေတော့ဒီကောင်လေးကလည်းဒီကောင်လည်းလွတ်ချင်တယ်လွတ်နေတော့မင်္ဂလာပါကိုကျိုးဟုတ်တယ်ဆရာကြီးပြောခဲ့တယ်ဆရာဦးတွေပြောတဲ့စကားတခုရှိတယ်လူသုံးမျိုးလို့ပါနောက်ဆရာနောက်ဆရာကြီးတယောက်ပြောရရှိသေးတယ်သူလည်းပြောခဲ့တာပဲကျွန်တော်နာမည်မိသွားတယ်လူကသုံးမျိုးပဲရှိတာပါပြောတတ်တယ်ဒီကလူရိုးလေးတော့ပါဇက်တဲ့လက်ထက်ပြင်တော့မကြိုက်တော့ဘူးဒီကလေးကရက်တာပလုတ်နဲ့ရက်နေတာမရောက်နိုင်မလဲကျွန်တော်ရေချီလို့တော့ရေချီထားလိုက်ရင်ပို့ဆိုးမှာဘုမဆွေးရပါတယ်ဗျာကျွန်တော်ငယ်ရှိတယ်လေခွေယူဆိုတော့ကြားဘူးလားခွေယူလေတကယ်ခွေယူခွေယူတကောင်ရွာထဲဝင်လာရင်အချိန်မီတတ်နိုင်မှာ
ဟိုရင်တော့စေဝါလည်းရှားပါတဲ့ခက်တယ်ဟုတ်အချိန်မီမတတ်နိုင်မှုဆိုရင်အတူအလုံးဒုက္ခများတာပဲအဲ့တော့ရော်တဲ့ခွင့်ယူဝင်ပြီဆိုတော့အကုန်လုံး online ကျင်းတယ်လိုက်ကြတာပဲလိုက်ပြီးတတ်ကြတာပဲဒါပေမဲ့အခုကကျွန်တော်တို့ကဘလို့ဖြစ်နေလဲဆိုတော့ခွင့်ယူလေးကချစ်စရာလေးပါကွာတိချစ်သူတွေပါပေါ်လာတော့ဒီခွေးယူလေးကိုစိတ်ဆက်စိတ်အောင်ပို့လိုက်ရင်လည်းရပါတယ်ကွာဒါမျိုးတွေတွေးမှာပေါ့ခွေးယူလေးကိုအင်ခေါ်ပြီးတော့တယူတရနဲ့ရင်ဝင်တဲ့ထားမွေးခြင်းတဲ့လူတွေလည်းများနေတာခွေးယူမှန်တော့တတ်ရမှာပဲဘာလို့ဆိုအနေများတော့စောစီစီမတတ်နိုင်ဘူးဆိုရင်စောစီစီမတတ်နိုင်ဘူးအချိန်ကြာသွားတယ်အများဒုက္ခပေးမှာအဲ့တော့ခွေးယူလေးရမှာချစ်စရာကောင်းတယ်ဆိုလေချစ်ကြပေါ့အဲ့တော့လူတွေရဲ့လွဲမားတဲ့အမှားတွေအများကြီးရှိတယ်အခုကြည့်ပါလားကျွန်တော်တို့ကြည့်ကြအောင်လေစကားဘက်ကမိလာတဲ့တချို့တုတ်ပန်းနေရှိတယ်ဘာမှမသိဘူးအဲ့တော့မြန်မာနိုင်ငံတွင်းမှာရှိတဲ့လူတွေရဲ့အသက်ရှင်ရပ်တည်ခွင့်တွေရတယ်အာမခံချက်မရှိဘူးဒေါ်လာရေးဖြစ်နေတဲ့နေရာတွေမှာဘုံကျဲလို့အာမခံချက်မရှိတာမျိုးမဟုတ်ဘဲနဲ့အထဲထဲမှာနေပြီးသူတို့ဘက်ကသူတို့လွတ်လပ်တယ်လို့ထင်နေတဲ့လူတွေရဲ့အသက်ရှင်ရပ်တည်ခွင့်ကလည်းအာမခံချက်မရှိဘူးလူတွေထင်နေလို့ဘာဖြစ်လို့လဲဆိုတော့ကျတော့သူတို့တယူရီယာနဲ့မွေးမြူထားတဲ့အရာကြီးကခွေယူကြီးဖြစ်နေတာအကြိုက်ခံရင်တည်တတ်တယ်လူတွေမေးကြတယ်ဟိုတနေ့ကလည်းမေးတယ်တခုရှိတယ်ရှားတဲ့စစ်တပ်ကိုပေါ့စစ်တပ်ကိုမောင်းလို့ဒီတော်လိုင်းဖြစ်လာတာလည်းမဟုတ်ဘူးလေအဓိကအာဏာရှင်လူစုပဲဒါမှအဲ့လူစုကိုထောက်ခံပေးထားတဲ့စောစောပြောသူပါဗျခွေးယူကိုမှချစ်စရာလေးပါဆိုပြီးအိမ်မော်တင်မွေးထားတဲ့ကောင်တွေအဲ့ကောင်တွေကပို့ဆိုတာဟိုလိုဒီလိုထောက်ခံလားဆိုတော့လေထောက်ခံတယ်လို့မထောက်ခံဘူးလားဆိုတော့လေထောက်ခံတယ်လို့အဲ့တော့ကိုနေသားရင်ပြီးတော့ကိုမထိသေးရတော့ဘယ်သူမှမဟောကြဘူးအခုကြည့်တယ်ရန်ကုန်မှာလမ်းမတန်းတွေကိုတိန်းတယ်ထိမှဩကြပြီလေထိမှကဲကြပါအောင်ကူကြပါအောင်ဆိုဩကြပြီအဲ့တော့လောကကြီးမှာလို့တင်တာတခုရှိတယ်အပူဆိုတဲ့အမျိုးကကိုယ်မကူးခင်နဲ့ငင်းရတယ်ကိုယ်ကူးသွားပြီဆိုဘာမှလုပ်လို့မရအောင်အဲ့ကိုယ်ထိမှပူတာမျိုးမလုပ်အောင်ကိုယ်မထိခင်နဲ့အပူကိုမခံအောင်ကိုယ်မထိခင်နဲ့ညှင်းရတယ်ငင်းအောင်ညှင်းရတယ်အဲ့တော့ဟာကွာအဝေးလိုပါသေးတယ်ငါတို့နောက်မှလောင်တာမှမဟုတ်တာလှုပ်ထားကြည့်လိုက်ပါလားလေတစ်ချက်မှုလိုက်တာနဲ့
မိစားတစ်စက်လွင့်လာတာနဲ့ပါသွားနိုင်တယ်အဓိကစဉ်းစားတတ်အောင်ပြောတာပါအမိုက်ကစားပြတ်တက်မီးလောင်ဆိုတဲ့စကားလည်းရှိတာလွယ်လွယ်လေးမတွက်နဲ့အဓိကကိုကပြန်မေးကြငါတို့ဒီနိုင်ငံမှာနေတာငါတို့ဘဝအေးဆေးပြီလားမင်းအောင်လည်းအုပ်ချုပ်နေတာငါတို့တွေအေးဆေးဖြစ်ပြီလားငါတို့လွတ်လွတ်လပ်လပ်နေလို့ရပြီလားငါတို့ဘဝတွေတိုးတက်လာပြီလားမြင်မာလာပြီလားစောစောကပြောဆိုငါတို့ရွေးချယ်လိုက်တဲ့လွတ်တော်တွေကိုထည့်ပေးလိုက်တဲ့ကောင်တွေရောဘယ်လောက်ထိငါတို့အတွက်အလုပ်တွေလုပ်ပြီးပြီလဲပြန်မေးကြည့်ပါလားဘာတွေလုပ်နေဘာမှငကန်းနှလုံးမသိတဲ့ကောင်တွေဥပဒေဆိုတာဒါအယူသားဆုံးပြောတာနှိမ့်ချပြောဆိုနေခြင်းမဟုတ်ဘူးဘာမှငကန်းနှလုံးမသိဘူးလွတ်တော်တဲ့သွားငုတ်တော်ထိုင်နေတယ်လွတ်တော်ဆိုတော့ဘာလုပ်ရမယ့်အရေးနေရလဲသူတို့သိတော့မသိဘူးလွတ်တော်ကိုယ်စားဖြစ်တယ်လွတ်တော်ကိုယ်စားဖြစ်ဖို့သာပြောနေတာလွတ်တော်ကိုယ်စားအဲ့လွတ်တော်တဲ့ရရင်ငါတို့ဘာလုပ်ရမလဲဆိုတော့ဒီကောင်တွေမသိဘူးဟိုရေးပေးတဲ့စာရွက်ကိုကောက်ပြောတင်တန်းကွာတင်ဟိုကောင်ထောက်ခံဆန်းကွာထောက်ခံစာရွက်ရေးပေးတဲ့တန်းရှောက်អော်နေကြထားပါလေလောကကြီးကတော့အကြောင်းရှိလို့အကျိုးဖြစ်လာရတာပဲအဲ့တော့ကိုပြန်ပြီးပေါ့လို့လက်နေလို့ရပြီလားအဲ့တော့အသက်ရှင်ရည်တည်ခွင့်နေစောစောကျွန်တော်2ရက်ရှင်းခဲ့တဲ့ဒီ UDHR အတိုင်းပဲနေလို့ရပြီလားပေါ့ငါတို့တွေလွတ်လပ်ရှိပြီလားလွတ်လပ်နေလို့ရပြီလားဒီနိုင်ငံအတွက်မှာမင်းအောင်လည်းအုပ်ချုပ်တာငါတို့တော့ okay ပြီလားဒါပဲလေရသမျှတင်တာဆွဲကြမယ်တင်တာလူကြမယ်ညကြမယ်ဝေကြမယ်စားကြမယ်နောက်ပါပဲဟုတ်တယ်ကိုကျိုးတကယ်လုံးမပနေပြီအဓိကဗျာတချို့ဒီမှာတချို့တွေကျွန်တော်တို့တွေပြောနေကြတယ်ဆိုတာလေပြောနေတယ်ဆိုတာလေကျွန်တော်တို့ပြောချင်းဒီပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေမပါကြဘူးဗျာအဓိကပြောတာကနိုင်ငံတော်ပဲပြောကြခြင်းဖြစ်တယ်တကယ်ပါနေပြီကျွန်တော်တို့ပြည်တွင်းစင်ကြာလာတဲ့အမြတ်တိုင်းပြည်ကြည်မှာပဲကြည်တော့မှာအဲ့တော့မင်းအောင်နိုင်ဆိုတဲ့ကောင်ကလည်းရုပ်မာတဲ့နေရာမှာ तू ကတစ်ဖက်ကန်းခတ်တယ်တစ်ဖက်ကန်းတော့ကျွန်းတယ်အဲ့တော့ तू ကလည်းလုံမှာ तू မနိုင်တဲ့နီးနဲ့လုံမှာ तू နိုင်တော့ဘာပဲရှိလေချောင်းနဲ့ကြီးပဲလုံမှာအဲ့ရုပ်မာတဲ့နေရာမှာဒီကောင်တွေမမီဘူးသူ့တက်ကအဖို့ဆိုပြောမင်းအောင်လိုက်တော့ကဒီကောက်တော့ကမရှိတော့လေဘာမှလမ်းမရှိတော့လေအဲ့တော့ရှင်းနေမြအခိုက်တိုင်းမှာတိုင်းပြည်ကိုမပြတ်ရင်ကံကောင်းပါလေမပြတ်ရင်ကံကောင်းပါပြောရရင်တော့စိတ်မကောင်းစရာတွေပဲဖြစ်ပါလိမ့်မင်္ဂလာပါဗျာ
အော်ဒီနေ့အချိန်လက်တနားကြီးထုတ်ပြီဆိုတော့ကျွန်တော်တို့အချိန်လက်လက်ပါပြီတချို့အလုံးလုံးနေတဲ့လူတွေလည်းရှိတဲ့အတွက်အာမနောက်ပါနဲ့သူသိတာလေးပြောပြရတော့သူသိတာပြောပြရတော့တနာစရာပူတင်တော်မှကြွေသွားတယ်ပြောတယ်ဟာတော့မှကျွမ်းမင်းနဲ့ယူခသွားစီတယ်ဆိုတာမို့အဲ့ဒါတကယ်ရှိတာနော်အဲ့ဒါဘာမှစကားပုံနေမှာကြားတဲ့လူတွေပြောချင်းမဟုတ်ပါဘူးဗျာမင်းအွန်လိုင်းသာကြည့်အဲ့ဒါသူမလို့ဒီလိုပြောရတာဟိုမှာအီယာကိုအတိတ်ပဲဖွင့်တာတော့ကြည့်ပါလားအဲ့တဲ့နဲ့ဒီကောင်လေးကတော်ဆူနောက်ဆက်ပါနဲ့အလေးပြောကြပါနဲ့အဲ့လိုရင်ပြောကြပါနဲ့ဒီစကလုံးတွေနဲ့သူလည်းမတန်ဘူးကွာမင်္ဂလာပါဗျအလို channel လူတွေအလုပ်ရှိရင်လုပ်တော့အာမနာပါနဲ့လို့အမနာကြပါနဲ့အလုပ်ရှိတဲ့လူတွေကျွန်တော်တို့ကြောင့်အလုပ်တွေပြတ်မှာဆိုပါတယ်လွယ်လွယ်မတွက်နဲ့ဆရာတို့အယူနဲ့တရင်လုံးပတ်ပြီးချီးပါထားတာလေခမရလဲနှံ့နေပြီတရင်လုံးပတ်ချီးပါထားတာလေနှံ့နေပြီအဲ့တော့အယူနဲ့လွတ်မထားနဲ့ကျွန်တော်ပြောသလိုပေါ့ဗျာယူထဲမှာအကြောက်ဆိုခွေးယူပဲခွေးယူလေးရမှာလှပါတယ်ဆိုရင်တော့တဲ့ကိုယ်တိုင်းနဲ့ကိုယ်ကံပေါ့ဒီခေါင်းကလက်တလို့သိမ်းတာမဟုတ်ဘူးကိုကျော်ကဒီခေါင်းကအာနာသိမ်းတာလက်တလို့သိမ်းတာမဟုတ်ဘူးဒါမဖြစ်တာလို့2015တော့လှုပ်ပေးရတာဟုတ်တယ်ကိုကျော်ဟုတ်တယ်အမှန်ပဲတော့ဇွဲတာကောင်းတယ်သူကအချမ်းစီရှိတဲ့လူတွေကဒီတမေဦးကျန်ဘုံပါတဲ့အချမ်းစီရှိတဲ့လူတွေကပို့ပြီးတော့ကြောက်စရာကောင်းလိုက်တယ်အချမ်းစီရှိတဲ့လူတွေရဲ့ထုံးတဲ့ချက်ကပို့ပြီးတော့ကြောက်စရာကောင်းတယ်သူတို့တော့ပဲသူတို့ကြည့်တာလေသူတို့မှာကျန်တာမရှိဘူးအလားရှောက်ပြောနေပြည်သူဆိုတာရှောက်ပြောနေသူမလို့မရှက်မယုံသူမလို့တကက်ကိုစောပြောသူရှက်ကြောနဲ့ချက်ကြောနဲ့မှားဖြတ်လာတာဆိုတော့တကယ်သူမလို့ဒီမျက်နှာမျိုးနဲ့ဒီသူရုပ်ရည်နဲ့
သူတို့ရဲ့ပြောစကားတွေနဲ့ရုပ်နဲ့နာနဲ့လိုက်တယ်ဆိုဘာမှစကားတွေရှိတယ်နော်ရုပ်နဲ့နာနဲ့လိုက်တယ်ဆိုတဲ့စကားတွေရှိတယ်တကယ်ရုပ်နဲ့နာနဲ့လိုက်တယ်ကောင်အဲ့ကောင်တွေကရုပ်နဲ့နာနဲ့လိုက်တယ်ဗမာဇက်သွင်းချင်းကိုပြန်ဆွေးနွေးဦးမှာလားဆရာဆိုစာအုပ်ဖတ်ပြီလားစာအုပ်ဖတ်ပြီဘာပြောချင်လဲပြောချင်တဲ့စာအုပ်ရေးထားလဲရေးပြီးအဲ့တခေါ်လေးတိုင်ချက်ကိုပို့လိုက်မပို့တတ်ဘူးဆိုရင်ရုံနဲ့နဲ့လိုက်တယ်ဆိုတော့တကယ်အမှန်ရှေ့လူကြီးတွေစကားတွေကသိကုန်မှန်တယ်ဟုတ်တယ်အဲ့ဒါလည်းဘယ်သူမှလောက်ခဲ့တာမဟုတ်ဘူးဒီပြဿနာကိုလည်းအဓိကလောက်ခဲ့တဲ့လူတွေကဘယ်ကောင်တွေမှမဟုတ်ဘူးသိကြောက်စရာကောင်းတယ်ခစ်ဆက်ကိုပြေးခဲ့တယ်အယုဒသောကိုဝန်ခံကိုတွေလည်းဒီဂျင်းနေနဲ့ကြီးပြင်းလာတာပဲနောက်ပိုင်းကျတော့ဘာလုပ်လာလဲဘာပြန်လုပ်ရလဲဆိုကိုတိုင်းကိုကလည်းပြန်ပြီးတော့ဆော့ဆော့လုပ်ပြီးပေါ့ဖတ်ပြီးတော့ဖတ်ရုံနဲ့မဟုတ်ဘဲနဲ့ကိုတိုင်းလည်းဒီပြန်ပြီးတော့ဝူပန်ပိုင်ချသုံးသပ်ပေါ့ဒီလောက်ပါဟုတ်ကဲ့ဆက်ဖတ်ချင်တယ်ဆိုမို့တော့စာအုပ်တောင်းထားလေနော်အဲ့ဆိုရင်အားလုံးပဲကျွန်တော်တို့လီတဲ့အောင်အဲ့တော့ကျွန်တော်နားကြအောင်ပါအားလုံးလည်းပြင်ပန်းနေလောက်ပါပြီ2 နာရီလောက်ဆိုတော့ကြတော့ရှည်သွားရင်လည်းမကောင်းပါဘူးကိုကျိုးမင်္ဂလာပါနော်ကိုကျိုးနောက်တွေ့မယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါနော် thank you ပါအကုန်လုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းပြည့်ဝကြပါစေဗျာအမြန်ဆုံးရောင်ဒီမြင်နိုင်တဲ့နေ့ကိုရောက်ရှိကြပါစေ